ဖုံဖုံဗျာဘာသာရေးအရာမေးပြစီဖေဗုဒ္ဓဘာသာလူခွင့်ရေးကိုပြေဝပေးတယ်လို့ရှင်းပြပေးပါဖေဟုတ်ပါပြီ။ကဲလက်ကုပ်တီအားပေးပါ။ထိုင်မယ်နော်။ထိုင်လို့ရပြီ။ဘုံဖြစ်ပြီ။ပါဏာတိပါဒဘယ်သူမှမတတ်နဲ့တဲ့။နော်နံပါတ်1ပါဏာတိပါဒဘယ်သူမှမတတ်နဲ့တဲ့။လူခွင့်ရေးတွေမကတတ္တဝါအခွင့်ရေးအပြည့်အဝပေးထားတာ။အခုလူခွင့်ရေးလို့အော်နေတဲ့နိုင်ငံကသူ့နိုင်ငံသားတွေကြတော့မှ9ယောက်လောက်သေးတာကိုငိုးပြ။အီရန်လူတွေကြသိမ့်နဲ့ချီတတ်နေတာ။အဲ့ဒါတရားလား။ဒါပေမဲ့သူတို့ကလူခွင့်ရေးတိုင်းဖို့ကတ်ထားတာကွာပြဿနာဒီမှာသဘုရားဘာသာဟေးတကယ်လူခွင့်ရေးအစ်စ်နော်ဘယ်သူမှမတတ်နဲ့တဲ့ဘယ်ဘာသာဝင်မှမတတ်နဲ့ဟေးတဲ့အကုန်လုံးကအသက်ရှိသူတန်ဖို့နဲ့တူရှိနေတာပဲဟုတ်လားအဲ့ဒါပညာနဲ့မဖြေရှင်းနိုင်လို့လက်နဲ့ဖြေရှင်းတာကွာအဲ့တော့ကမ္ဘာလူခွင့်ရေးကိုပါဆွတ်ဆုပ်ပြလိုက်တယ်လို့ဖြစ်ပါနော်ဒါကြောင့်ဘုရားဘာသာကောင်းတာကိုဒါကြည့်သူများအသက်မတတ်နဲ့ကွာလူတိုင်းမှာအခွင့်အရေးကိုယ်တည်ရှိတယ်ဆိုးခွင့်လည်းရှိတယ်ကွာမိုက်ခွင့်လည်းရှိတယ်ကွာရိုင်းခွင့်လည်းရှိတယ်ကွာဟုတ်လားအဲ့ဒါမင်းကကြီးကျယ်မြင့်မြတ်တဲ့လူဖြစ်ချင်းအဲ့ဒီကြီးကျယ်မြင့်မြတ်တူပဲဆိုးတဲ့တူကိုလိမ္မာအောင်လို့မိုက်တဲ့တူကိုလိမ္မာအောင်လို့ရိုင်းတဲ့တူကိုယင်အောင်လို့အဲ့လိုမျိုးပညာနဲ့ဥဆောင်အောင်ပါလေဆိုးတတ်ပြလိုက်တာပေါ့ကွာဆိုတော့ဟောအခွင့်အရေးဆုံးယုံသွားတယ်ဆိုးခွင့်မရှိဘူးလားဘုံဘုံတို့မကောင်းနေဘူးလေမကောင်းသေးတွေဆိုးခွင့်ရှိတယ်နော်ဒါကြောင့်ပါဏာတိပါဒသူတတ်တဲ့သူ့ဥစ္စာမခိုးနဲ့တဲ့ဟိုမှာသူများနိုင်ငံရင်းနေနေလိုချင်လို့လုပ်နေတာနော်သူများနိုင်ငံအတန်သားသားတွေကိုအစီစုပ်ဂူကူးစုပ်ချင်လို့လုပ်နေတာဒါပေမဲ့ तू ကအင်အားကြီးတဲ့ခါ तू လောက်တာကြအကောင်းနဲ့ gain ဟိုအစ္စရေးကလည်းဂါဇာဘက်မှာသွားပြီးတော့အစာအုပ်တွေဟိုအစ္စရေးဘက်အီရန်ဘက်ပါပြီးပြောနေတာမဟုတ်ဘူးနော်တဘာဝကြကြကိုပြောတာကမ္ဘာလူလေကြီးတွေဖြစ်နေတဲ့ဟာကိုပြောတာအဲ့ဒီလူတွေကလူခွင့်ရေးတိုင်းဖို့ကြအကြီးရေးထားတာဟောအဲ့ဒီအတွက်လူခွင့်ရေးဆိုတဲ့အဖွဲ့အစည်းတွေကိုဖွဲ့ထားတာလူခွင့်ရေးဆိုတဲ့အစည်းအဝေးတွေတောက်လျှောက်လုပ်ပြီးတော့ကြေညာချက်တွေထုတ်နေတဲ့သူတွေညသာပြရှင်အလို့မပြောခဲ့ဘူးသူတတ်မတတ်နဲ့ကွာသူဥစ္စာမခိုးနဲ့တဲ့သူတစ်ပါးတရားသာရတွေမတရားမယူနဲ့တဲ့သူတော်ဘာပိုင်ဆိုင်တဲ့ဟာမပေးချင်တဲ့ဟာတွေမတရားမယူနဲ့ကွာတဲ့တရားသဖြင့်တော့ကိုကြိုက်တဲ့လောက်ယူနော်သူကလူလိုချင်းချင်းပေးလိုက်ရင်ကိုအရေးချင်းရှိယူနိုင်တဲ့လောက်ယူနော်ဒါယူလို့ရမတရားမယူနဲ့ဟာသူသားမရမင်းမပြင်းမမစော်ကနေမဖြက်သီးနေတယ်ကဲဘလောက်လူသားလောကကြီးကိုငြိမ်းချမ်းအောင်တာယာဆူပြေအောင်ယဉ်ကျေးတိမ်မွေးအောင်အခွင့်အရေးတွေဘလောက်ဖန်တီးပေးထားလိုက်တယ်လေသူသားများတွေပြန်မစော်ကားနဲ့လိမ့်ညာမပြောနဲ့တကဘာလုံးလူလိမ့်နေအဲ့ Trump ကအလိမ့်ဆုံးဟုတ်လားကောင်းမကနေလိမ့်နိုင်မှတမာတိဆိုတာမျိုးလို့အဲ့လိုမျိုးဖြစ်တယ်ကဘာမှာလေသူကလိမ့်လိုက်တော့မိန်ခွန်းပြောတယ်အမလေးအဲ့ဒါသူ့ရဲ့လမ်းစဉ်မဟုတ်ဘူး Ronald Reagan ရဲ့လမ်းစဉ်လောက်ခဲ့တာအဲ့ဒါကိုအယူကွက်လို့ခေါ်တယ်အမေရိကန်မှာ Ronald Reagan 20တက်သွားတယ်ဒီ Trump လိုပဲနှက်ခါသမတာဖြစ်တယ်အဲ့လိုပဲအယူကွက်နေနဲ့တောင်းပြောအေးဟာရွှေသေးတက်တော့မှာကွာဒါကြရွှေသေးမတက်မလို့မပြောပါဘူးရည်နေသေးလက်တက်နိုင်တယ်ပြောတာပါလုံးပြန်ရောဟိုဘယ်လိုက်လို့လွယ်တကဘာလုံးကိုအော်တောင်းတင်းဖြစ်အောင်လုပ်တာလိန်ပြောတယ်ညာပြောတယ်ထင်ရဆိုင်ရိုက်ပြီးပြောနေတယ်အဲ့ဒါမျိုးတွေမလုံးနဲ့တဲ့ဟုတ်လားဗုဒ္ဓဘာသာပြောတယ်နော်အဲ့ဒါတွေမလုံးနဲ့တဲ့လူခွင့်ရေးပဲမွေးအသေးစားတွေကိုကိုယ်တိုင်လည်းမသုံးနဲ့တဲ့သူတော်ဘာတွေလည်းဘဝတွေပျက်စီးအောင်မဖြန့်နဲ့တဲ့မယောင်းနဲ့တဲ့ gain ဘလောက်ကောင်းဒီလောက်အခွင့်အရေးပေးတဲ့ဘာသာပေါ့ဘယ်နိုင်ငံမှာရှိလို့တော့ဟုတ်တယ်နော်မင်းတို့ယဟန္တာဖြစ်အောင်ကြည့်မဲ့ဆိုရင်ဖြစ်ခွင့်ရှိတယ်တဲ့တထေးဖြစ်ခြင်းနဲ့ဆိုရင်လည်းတထေးဖြစ်နေတို့ဘုရားသင်ပေးခဲ့တယ်တဲ့ဟုတ်လားဆင်းရဲသွားတဲ့အကြောင်းတွေဘာကြောင့်ဆင်းရဲသွားတယ်ဆိုတဲ့ဟာတွေလဲလမ်းညွှန်ခဲ့တယ်ဟောဒီဟာတွေကဆင်းရဲတဲ့ဟာတွေဆိုပြီးသင်္ကန်းသာယူနိုင်အောင်ပြောပေးခဲ့တယ်တဲ့လောကကြီးပွားဖို့အတွက်ရောဓမ္မစီးပွားတွေတိုးပွားဖို့အတွက်ရောပြည့်ပြည့်စုံစုံအလကားတပြားမှမရဘဲနဲ့ပြောပေးခဲ့တာဗုဒ္ဓဘာသာဘုရားပဲအခွင့်အရေးအပြည့်အတူတူပေးခဲ့တာ discrimination ယောက်ျားကပါဝါမြင့်လို့တစ်မျိုးမိန်းမကပါဝါနှိမ့်လို့တစ်မျိုးလို့ခွဲလည်းမထားခဲ့ဘူးဘုရားဘာသာမှာ discrimination ခွဲခြားဆက်ဆံတာမရှိဘူးအဲ့ဒါကြောင့်ကမ္ဘာပေါ်မှာဗုဒ္ဓဘာသာထက်ပိုကောင်းတဲ့အခွင့်အရေးလူအခွင့်အရေးကိုပေးနိုင်တဲ့လူအခွင့်အရေးနဲ့ပတ်သက်ပြီးဟောနိုင်တဲ့ဘာသာမရှိဘူးကမ္ဘာမှာခဏဘာသာပေါင်း9000လောက်ရှိတယ် One religion ဆိုပြီးတော့ Google မှာရှာကြည့်လိုက်လူရည်တန်း8000ကျော်ဘာသာပေါင်းက9000ဝန်းကျင်ရှိတယ် roughly တဲ့အကြမ်းမြင်အဲ့ဒီ9000ဝန်းကျင်ထဲမှာဗုဒ္ဓဘာသာဟာထေရဝါဒတန်150ဝန်းကျင်ပဲရှိအဲ့တန်150ဝန်းကျင်ထဲမှာ
ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးစနစ်တကျလေးလာသင်ယူထားတဲ့သူဟာတတန်းမှပြည့်ရလားလို့စဉ်းစားကြရရှိတယ်ဒါကြောင့်ဗုဒ္ဓဘာသာကိုအပြည့်မြင်ပြီးတော့ပြောနေကြတာတွေရှိတယ်နော်အခုဒီမှာကြီးမိကုံမေ့ပေးတဲ့အတွက်ကျေးဇူးတင်တယ်အဲ့တော့ဗုဒ္ဓဘာသာရဲ့ base အခြေခံပဲဘာမှမပြောသေးဘူးငါးပါးသီလကိုကလူအခွင့်အရေးတွေမကဘူးလောကကြီးတစ်ခုလုံးအတွက်လွတ်လပ်စွာအခွင့်အရေးကိုပေးထားတဲ့ဘာသာဘယ်ဘာသာမှဒီလောက်ပြည့်ပြည့်စုံစုံအခွင့်အရေးကိုဖော်ကျူးထားတဲ့ဘာသာလုံးဝမရှိဘူးဒါကြောင့်ဘုံဘုံကဗုဒ္ဓဘာသာကိုကြည်ညိုတာဘောပေါက်လားအဲ့ဆိုရင်တော့တန်ကြီးရှိတဲ့အချိန်လေးဒီနေ့ညတော့ဒီလောက်ပါပဲเนาะအားလုံးမင်္ဂလာပါအာ